ပြောကြည့်လေ तू ကဘာတော်လဲဘာမတော်ဘူးအောင်ဟာတာ तू ကဘာတော်လဲကလေးတွေလက်ကွင်းထဲမှာဩလက်ကွင်းချိန်ထဲမှာအာဆယ်စားမှာဆိုတော့အခုဘယ်နှစ်တန်းရောက်ပြီလဲသားဟမ် KG တန်းမှာတာရော၄တန်းတာရောဟမ်ပထမတန်းတာရောသမီးရောဟမ် KG ဟိုတယောက်ကရော၄တန်းဟုတ်ရပါတာဦးမဲတော့တာ KG တန်းဟမ်3တန်းဟမ်5တန်းဩ5တန်းရှင်းနေကြရင်ဘာတန်းလဲရှင်းနေကြရင်ဘာတန်းလဲအခုက5တန်းရှင်းနေကြရင်ဘာတန်းလဲဟမ်6တန်းပြင်ဘာတန်းလဲဟေးအခုက5တန်းရှင်းနေကြရင်6တန်းရှင်းနောက်တန်းနေကြရင်ဘာတန်းလဲဟေးငါ6တန်းငါ6ဟုတ်လားငါ6တန်းဟမ်မဟုတ်ဘူးနော်9တန်းဟိုကလေးကဘယ်နှစ်တန်းလဲပါတာမီမူချိုမီပါတာโอเคမီပါတာမီကပါတာလေးတန်းဒီနေ့မဟုတ်စားကောင်းလားစားကောင်းနောက်တစ်ခါလဲဝယ်လာပေးဦးမယ်နော်ဟမ်မရဘယ်လိုမရသူမှမရဘူးဘာလို့မရတာအိမ်မှာနေတော့မရဘူးပေါ့အပြင်လမ်းလေးထွက်လာမှာပေါ့ဟုတ်တယ်မလားအဲ့ဒါကြောင့်နောက်တခြားဘယ်သူမရသေးလဲအားလုံးရတယ်ရလားရတယ်ဟမ်နော်ဒီမှာနေရတာပျော်လားပျော်တယ်နော်ပျော်တယ်နော်ဆရာအခုရောက်တာတော့တအားပျော်တာပဲကြည်စမ်းမအောင်နော်ဘယ်လောက်ပျော်စရာကောင်းလိုက်လဲလို့နော်ပျော်စရာကြီးလက်ခွင်းထဲမှာနော်ပျော်တယ်ကစားကွင်းကအကြီးပဲနော်နော်ကစားကွင်းကအကြီးပဲမြို့ကလူတွေဒီလိုကစားကွင်းမျိုးမရှိရဟုတ်တယ်မလားမြို့မှာဒီလိုကစားကွင်းမျိုးမရှိရဒီမှာပဲကစားကွင်းရှိတယ်နော်ကြိုက်တဲ့လောက်ပြေးတို့အကန့်အသတ်ကိုမရှိဘူးနော်အကန့်အသတ်ကိုမရှိဘူးကြိုက်တဲ့လောက်ပြေးကြိုက်တဲ့လောက်ကစားဟုတ်တယ်နော်ဒီလိုဘဝမျိုးမှတကယ်ပြောစရာကောင်းတာဟုတ်တယ်နော်ဟုတ်ပြီ